ဖလားတစ်လုံးကျွန်တော်ဖြစ်တဲ့အတွက်ကြောင့်လို့ကိုကောင်တွေကဖလားတစ်လုံးနဲ့တူအောင်တော့တူတန်တန်တော့ကစားပြဖို့တော့လိုမယ်လို့ကျွန်တော်ထင်တယ်အားလုံးမင်္ဂလာပါ Absolute Football နေပြီးတော့အားလုံးကြိုဆိုပါရစေဒီပွဲနဲ့ပတ်သက်ပြီးတော့ကတော့ကျွန်တော် United Man Channel မှာလည်းကျွန်တော်တင်ပြီးသွားပြီဒါကတော့ Absolute Football မှာဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့တင်ပေးတာဖြစ်ပါတယ်အားလုံးမင်္ဂလာပါ United Man YouTube Channel နေပြီးအားလုံးကိုကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ Manchester United ကတော့ဒီနေ့ညကျွန်တော်9နာရီခွဲလာနော်9နာရီခွဲလောက်မှာကျွန်တော်တို့ Atletico Madrid နဲ့အတူဒီ Snapdragon Cup ပေါ့နော် Snapdragon Cup ကျွန်တော်တို့ဒီ Snapdragon ကနေပြီးတော့ကြီးမှုကျင်းပတဲ့ဖလားပေါ့လေအခုလက်ရှိကျွန်တော်တို့ကျင်းပလာဆိုလို့ရှိရင်ဒါကျွန်တော်တို့၄နှစ်မြောက်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒီဖလားကဒါကျွန်တော်တို့ဒီဘယ်လိုပြောမလဲ single match ပေါ့လေနောက်တပွဲလေးကျွန်တော်ကန်တယ် United ကျွန်တော်ပွဲစဉ်ဒီ pre-season မှာအဓိကကျွန်တော်တို့ရဲ့ main sponsor ဖြစ်တဲ့ Snapdragon ကနေပြီးတော့ကြီးမှုကျင်းပပေးတဲ့ကျွန်တော်တို့ဖလားတစ်လုံးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ Snapdragon ဖလားလို့ကျွန်တော်ခေါ်ပါတယ် Snapdragon Cup ပါဆိုတော့2023လောက်ကစပြီးတော့ကျွန်တော်တို့ဒီ sponsor ကျွန်တော်ရပြီးတော့စပြီးတော့ကျွန်တော်တို့ United ရဲ့တိုးတွေပါလိုက်ပါပြီးတော့ဒီ Snapdragon ကနေပြီးတော့ဒီဖလားကိုကျွန်တော်တို့ကျင်းပလေးရှိပါတယ်ဆိုတော့2023လောက်ကကျွန်တော်စပါတယ်2023မှာကျွန်တော်စတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Snapdragon Stadium မှာကျွန်တော်တို့ဒီ San Diego မှာကျွန်တော်ကစားတယ်ပေါ့နော်အဲ့တုန်းကကျွန်တော် Red Sun နဲ့စပြီးတော့ကျွန်တော်ကစားတယ် Red Sun ကိုကျွန်တော်တို့ 3-1 နဲ့ရှုံးခဲ့တယ်မှတ်မှတ်ရရပေါ့နော်ဆိုတော့ 3-1 နဲ့ကျွန်တော်ရှုံးတယ်နော်စပန်တော့ရသေးခြင်းလုံးဝကြီးလို့တပ်ပူးရဲ့တင်းနဲ့ပေးကစားကမှာဆရာသမားတွေက3-1နဲ့ကောက်ရှုံးတယ်နော်ဆိုတော့နောက်24မှာတော့ Manchester United က Real Madrid ကို3-2နဲ့ကျွန်တော်နိုင်ပြီးတော့ဖလားရပါတယ်ပြီးတော့ကျွန်တော်တို့နောက်25မှာဆိုလို့ရှိရင် Old Trafford မှာကျွန်တော်ကစားတယ်အဲ့တုန်းကကျွန်တော်မှတ်မိအောင်ပဲထင်တယ်ဒီ Fiorentina နဲ့ပေါ့နော် Fiorentina နဲ့ကျွန်တော်တို့ကစားတယ် 1-1 ဒီကြပြီးတော့ကျွန်တော်တို့ penalty တွေအထိကျွန်တော်တို့သွားခဲ့ရတယ်ပေါ့နော် 5-4 နဲ့နိုင်ခဲ့တဲ့အနေအထားမျိုး David De Gea ကကျွန်တော်တို့ Fiorentina မှာကျွန်တော်တို့Old Trafford လာကစားရဗျာဆိုတော့ဘာသာလို့ကျွန်တော်မှတ်မိလိမ့်မယ်လို့ထင်တယ်ဆိုတော့2026မှာတော့ဒီလက်ရှိဒီ2026မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ Strawberry Arena Stockholm မြို့ပေါ့နော်ဒီ Sweden နိုင်ငံပေါ့နော် Sweden နိုင်ငံမှာ Snapdragon Cup ကိုကျွန်တော်တို့ကစားမှာဖြစ်ပါတယ်ဆိုတော့ Atletico Madrid နဲ့ကျွန်တော်ကစားမှာဖြစ်ပါတယ်ဆိုတော့စပိန်ရဲ့ကျွန်တော်တို့ဒီဂျိုင်းရဲ့အသင်းကြီး3သိန်းနဲ့ကတသိန်းလို့ကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့ Real Madrid Barcelona ပြီးလို့ရှိရင်တော့ဒါကျွန်တော်တို့ဒီ Atletico Madrid ကအကောင်းဆုံးအသင်းလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ဒီလိုအသင်းနဲ့ကျွန်တော်ကစားမှာဖြစ်ပါတယ်ဆိုတော့ Atletico Madrid နဲ့ပတ်သက်ပြီးကျွန်တော်တို့အရင်ဆုံးပြောကြည့်ရအောင်ပါဆိုတော့ Atletico Madrid ကတော့ကျွန်တော်တို့ဒီအတိုင်းပဲ Diego Simeone ကနော်ထွက်မယ်နဲ့ဆရာသမားထွက်လည်းမတော်ဘူးနော်ဆိုတော့ Diego Simeone ဆက်ရှိရဲ့အနေထားမှာသူ့ရဲ့ handband အတိုင်းပဲ physical အားပြုမယ်physical အားပြုမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ counter တွေမြန်မယ်နော် set piece တွေမှာလည်းအားကောင်းမယ်ဆိုတဲ့အနေအထားမျိုး defense မှာဆိုလို့ရှိရင်လည်း solid တော်တော်လေးဖြစ်မယ်ဖောက်ရခတ်မယ်ဆိုတော့ဒီ signature မျိုးကိုပဲကျွန်တော်တွားအောင်မယ်ပုံစံမျိုးပါဆိုတော့အခုလက်ရှိကျွန်တော်လူအင်အားဖြည့်တင်းမှုမှာဆိုလို့ရှိရင်တော့လီဂန်ရင်တို့ခေါ်ထားမိမယ်လေပဲလီဂန်ရင်ကဒီပွဲမှာတော့မ join နိုင်ဘူးဆိုတဲ့သတင်းမျိုးတွေကျွန်တော်တို့တွေ့ထားရတယ်ဒီကတော့သူကျွန်တော်တို့ဒီကိုရီးယားရဲ့ကျွန်တော်တို့ဒီ military ကိစ္စလေးကျွန်တော်ရှိရပါတော့ဆိုတော့အဲ့ဒါကြောင့်မသူမ join နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ဒီသူတို့ရဲ့ဒီຫນွေမှာကျွန်တော်ခေါ်ထားတဲ့ကစားသမားတွေတယောက်ဖြစ်တဲ့ Modern Hugeman ကတော့ဒီပွဲပါမယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်ရှိနေရပါတော့ဆိုတော့ Hugeman ပါလာမဲ့ပုံစံမျိုးပါဆိုတော့ကိုကီတို့ပါလို့ရှိတယ်เนาะတကယ်ကျွန်တော်ဒီလူကောင်းတွေကျွန်တော်ရှိပါတယ်လှုပ်ရှားလို့ရတဲ့ player တွေအများကြီးရှိပါတယ် Atletico Madrid ကဆိုတော့ဒီတော့ကျွန်တော် Snapdragon Cup လည်းဖြစ်တယ် Snapdragon Cup ဆိုတဲ့အတွက်ကြောင့်မလို့အရင်ကြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲ short ကန်မဲ့အနေအထားမျိုးမှာမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီရှေ့ကျွန်တော်ပွဲတွေမှာတော့ Red Sun ကျွန်တော်ကစားပြီးပြီ C1 နဲ့ကျွန်တော်ရှုံးတယ်ဒီ Rosenborg ကိုကျွန်တော်တို့ကစားပြီးတော့ပြီ 5-0 နဲ့ကျွန်တော်နိုင်ထားတယ်ဆိုတော့အဲ့လိုအနေအထားမျိုးတွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ပထမပိုင်း senior line နဲ့เนาะဒုတိယပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလူငယ်တွေပေါ့နော်လုံးဝကျွန်တော်တို့အကုန်လုံး17ယောက်လုံးလူငယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားလေးရှိတဲ့အနေအထားမျိုးဒါပေမဲ့ Rosenborg ပွဲမှာဆိုလို့ရှိရင်เนาะပထမပိုင်း senior line နဲ့ဒုတိယပိုင်းအစလောက်မှာအဲ့ senior line နဲ့အတိုင်းပဲကျွန်တော်တို့နည်းနည်းလေးပြောင်းလဲလုပ်ပြီးတော့ထွက်တယ်ပြီးတော့မှကျွန်တော်တို့ဒီမိနစ်60ကျော်เนาะအလောက်လောက်ကျွန်တော်တို့ထပြီးတော့ဒီလူငယ်တွေအကုန်လုံးကိုထည့်တဲ့ပုံစံမျိုးကိုတွားထားတယ်ပေါ့နော်ဆိုတော့ဒီပွဲကတော့ကျွန်တော်ဖလားပွဲဖြစ်တဲ့အတွက်ကြောင့်မလို့အနေငယ်တော့ senior line up ကိုကျွန်တော်တို့ပို့ပြီးတော့မိနစ်များများမြင်ရနိုင်တဲ့အနေအထားမှာရှိတယ်ဆိုတော့ပထမပိုင်း45မိနစ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းမိနစ်80လောက်ထိမြင်ရနိုင်ကြကျွန်တော်ရှိရပေါ့နော်ဆိုတော့ဒီအတွက်ကြောင့်မလို့ဒီပွဲကတော့ပြောမယ်ဆိုလို့ရှိရင်เนาะဒီကစားသမားအသစ်တွေလည်းကျွန်တော်တို့ပါလာဖို့ရှိတယ်အဓိကကျွန်တော်တို့ဒီကမ္ဘာဖလားကျွန်တော်တို့တွား join ထားတဲ့ကစားသမားတချို့လည်းဒီပွဲမှာကျွန်တော်တို့ပြန်ပါလာဖို့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော် traveling squad လေးကိုကျွန်တော်ပြောပါမယ် United နဲ့ပတ်သက်ပြီးပေါ့နော် Stockholm ကိုထွက်သွားတဲ့ United ကစားသမားတွေ
နော်23ရောက်စီးရင်ကျွန်တော်တို့ United ရဲ့ဒီ official ကနေပြီးတော့ကျွန်တော်ထုတ်ပြန်ထားပါတယ်ဆိုတော့အဲ့ဒီထဲမှာဆိုလို့ရှိရင်ကိုသမားနေရာမှာ LD ပရင်နာပြန်ပြီးတော့ပါလာပြီပြီးတော့ကျွန်တော်တို့ Tommy Dan ဒါမှမဟုတ်နဲ့ Rated Vitek ဆိုပြီးတော့ကိုသမားကျွန်တော်တို့၄ယောက်ပါပါတယ်ဆိုတော့အသစ်ခေါ်ထားတဲ့ခါတာလိုကတော့အခုချိန်ဒီမပါသေးပါဘူး Sunderland Mans ကတော့ Carrington ကိုသူပြန်ရောက်ပြီဒါပေမဲ့လည်းပဲဒီပွဲအတွက်သူ ready မဖြစ်သေးဘူးဆိုတဲ့ပုံစံမျိုးပါဆိုတော့ဒီ Sunderland တယောက်တည်းမှာမဟုတ်ပါနော် Yuri Tillman နဲ့2ယောက်အတူတူကျွန်တော်ဘယ်ဂျီယန်နေပြီးရောက်လာတယ်ဒါပေမဲ့ရောက်လာတဲ့အချိန်ကကြာတာပလေးနေကြောဖြစ်တယ်ဆိုတော့မနေ့ကမှကျွန်တော်ပြန်ရောက်တာပေါ့နော်မနေ့တနေ့ကမှကျွန်တော်ပြန်ရောက်တာဆိုတော့ဒီပွဲအမိသူတို့အဆင်မပြေကြဘူးပေါ့နော်ဆိုတော့ ready မဖြစ်ဘူးအဲ့တော့ကြောင့်မို့ကျွန်တော်တို့မကစားနိုင်ပေါ့နော်ဆိုတော့ဒီနောက်ခံတို့မှာဆိုလို့ရှိရင်တော့ကျွန်တော် Harry Amos ဒန်နာမှာပါတယ်ပြီးလို့ရှိရင် Patrick Dogu Eddie Heaven နော် Jaden Camerson နဲ့ Harry Maguire Lucio Danny Euro ဆိုပြီးတော့ကျွန်တော်ပါတယ်ခွင်းလယ်မှာဆိုလို့ရှိရင် Jeff Fletcher Tyler Fletcher Mason Mount Andrew Santos Jim Thwaites ပါတယ်တိုက်စစ်မှာဆိုလို့ရှိရင်တော့ Ahmed Gigi Gabriel Chelsea Brian Mbumo Ethan William Joshua 60ဆိုပြီးတော့ကျွန်တော်ပါတဲ့ပုံစံမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒါကထွက်သွားတဲ့ကျွန်တော်လူစီရင်ပေါ့လေဆိုတော့ဒီပွဲမှာတော့အာမက်တို့ကျွန်တော်မြင်ရနိုင်တယ်အာမက်ကျွန်တော်ပြန်ပါလာပြီနော်အာမက်မြင်ရနိုင်တယ်ပြီးတော့ကျွန်တော်ကွင်းလင်ကတော့အပြောင်းလဲရှိဖို့မရှိဘူးမေဆန်နဲ့ကျွန်တော်ဒီ Andrew Santos ပဲကျွန်တော်ဖြစ်လာဖို့များတယ်ဆိုတော့တိုက်စစ်မှာအခင်းချင်းလေးကဘယ်လိုမျိုးဖြစ်မလဲအာမက်ကရောမိနစ်တွေအများကြီးရပါမလားဒါလေးတော့ကျွန်တော်တို့ concern ဖြစ်စရာရှိတယ်โอเคကျွန်တော်ရဲ့ပွဲထွက် line နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာခင်းချင်းပြီးထားပါတယ်ဒီမှာနော်7မှာဆိုတော့ခင်းချင်းပြီးထားပါတယ်ဒါကျွန်တော်ရဲ့ပွဲထွက်line နဲ့ပါဆိုတော့ဘိုးသမားနေရာမှာကျွန်တော် Rated Vitek ပါအဲ့ဒီဘရင်နာကျွန်တော်ပါလာပြီဆိုတော့ရောင်းထုတ်ဖို့အတွက် receive value မြင့်ဖို့အတွက်ဒီပွဲမှာဘရင်နာကိုကျွန်တော်ပွဲထိတာမျိုးလည်းဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်ဆိုတော့ဒီပွဲကျွန်တော်တို့မြင်ရနိုင်ချေရှိရပါတော့ဆိုတော့ဒါပေမဲ့ကျွန်တော်ကတော့ဒီ Rated Vitek ကိုပဲကျွန်တော်ပွဲထုတ်ထားတယ် Vitek ကိုကျွန်တော် trolley သဘောကျတယ် long ball accuracy trolley ကောင်းတယ်ဒီတင်တယ်ဆိုတော့ Vitek မှာလည်းအရင်စိုးပြီးနေတဲ့အနေအထားမျိုးတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ Rated Vitek ကျွန်တော်ကတော့ပွဲထုတ်ထားတယ်ဘရင်နာပွဲထွက်လာနိုင်ချေလည်း trolley များနေပါတယ်ဆိုတော့နောက်တန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီ center back နေရာမှာ Eddie Heaven နဲ့ကျွန်တော်တို့ဒီ Harry Maguire ပါပဲဆိုတော့သူတို့ပဲရှိရဘူးမရှိဘူး Fredrickson ကတော့ကျွန်တော်တို့လက်စမ်းကိုကျွန်တော်တင်းနဲ့တင်ထားရပါတော့အသင်းပြောင်းသွားပါပြီဆိုတော့ Fredrickson ကျွန်တော်မြင်ရဖို့မရှိတော့ပါဘူးဆိုတော့ညာချမ်းမှာ Euro နဲ့ဘယ်ချမ်းမှာ Lucio ဆိုတဲ့အနေအထားမျိုးပါဒီနေရာမှာကျွန်တော်တို့စောင့်ကြည့်ရမှာဒီ Lucio နေရာမှာ Harry Amos ပါလာနိုင်လားပြီးခဲ့တဲ့ Brazil နဲ့ပွဲမှာ Harry Amos ကခြေစွမ်းပြနိုင်ခဲ့တယ်ဂိုးတွေပဲသူသွင်းနိုင်ခဲ့တယ်လို့ Ziggy ရဲ့ကျွန်တော်တို့တကယ်လှတဲ့ကျွန်တော်တို့ဒီဖိတ်နဲ့ချက်ကိုပေါ့နော်ဖိတ်နဲ့ချက်ကိုဖန်တီးပေးသွားတာ Harry Amos ပါဆိုတော့ Harry Amos ပါလာနိုင်ကြတယ်ရှိနေပါတယ်ဒါလေးကိုကျွန်တော်တို့စောင့်ကြည့်ရမယ့်ပုံစံမျိုးဖြစ်ပါတယ်ကွင်းလယ်မှာတော့ Andrew Santos နဲ့ Mason Mount ဆိုတော့ဒီကွင်းလယ်ကဒီ Chelsea ကစားသမားဟောင်း2ယောက်ဖြစ်တဲ့ဒီကွင်းလယ်ကတော်တော်လေးပြောရမယ်ဆိုလို့ရှိရင် powerful ဖြစ်နေတယ်လို့ကျွန်တော်ပြောရမှာပေါ့နော်ကျွန်တော်တော်တော်လေးသဘောကျတယ်အရန် dynamic ဖြစ်ပြီးတော့ကွင်းလယ်မှာလည်းကျွန်တော်တို့ Mason Mount ရဲ့ဒီဘယ်လိုပြောရမလဲခြေစွမ်းကိုကျွန်တော်အကောင်းဆုံးကျွန်တော်မြင်နေရတဲ့အနေအထားမျိုးကျွန်တော်ဖြစ်ပါတယ်မေဆန်မောက်လက်ရှိအနေအထားမှာ Resan နဲ့မလို့ကောင်းတာလား Rosenborg နဲ့မလို့ကောင်းတာလားဆိုတဲ့အရာပေါ့အခုလက်ရှိဒီကိုနဲ့ပွဲမှာရောသူဘယ်လောက်ကောင်းနိုင်မလဲဆိုတဲ့အရာကိုကျွန်တော်တို့မြင်တွေ့ရတော့မယ်အခွင့်အရေးပါဆိုတော့ Andre Santos ကလည်းသူစီက forward pass တွေကိုသူစီကနေကျွန်တော်မြင်ရမယ်လို့မျှော်လင့်ထားတဲ့အတိုင်းအမြင်နဲ့ကျွန်တော်မြင်နေရတယ်ဆိုတော့ဘောလုံးကကျွန်တော်နောက်ပြန်ရောက်တာရှားတယ်ပေါ့နော်ဆိုတော့ရှေ့ပဲသွားနေတဲ့ပုံစံမျိုးကိုဒီပေါ့နော် Andre Santos ကပြုလုပ်ပေးနေတယ်ဆိုတော့ဒီကြောင့်မလို့ဘောလုံးကတော်တော်လေးရှေ့ရောက်တယ်ဗျာဒီလားတိုက်စစ်စင်နေတာတွေပဲအမြင်နဲ့ကျွန်တော်မြင်နေရတယ်ဒါကျွန်တော်ကောင်းတဲ့လက္ခဏာတွေပါနော်ဆိုတော့ဒီတိုက်စစ်မှာဆိုလို့ရှိရင်တော့ကျွန်တော် number 10 position မှာ60ကိုကျွန်တော်တုံးထားတယ်ဆိုတော့60ကဒီရှေ့ကျွန်တော် Rosenborg နဲ့ပွဲမှာဆိုလို့ရှိရင်လည်းအဲ့လိုလိုပဲသူကစားပါအထောင်တိုက်စစ်မိုးဆိုတာမျိုးထက်အဘူမိုရဲ့ကျွန်တော်တို့နောက်ချန်ဆိုတဲ့ပုံစံမျိုးသူကစားတာပါနော်ဆိုတော့အဲဒါကြောင့်မို့ကျွန်တော်အဘူမိုကညာချမ်းထွက်သွားလို့ရှိရင်သူ့ရှေ့မှာကျွန်တော် Fredrickson ကျွန်တော်ရှိနေတတ်တယ်ပေါ့နော်ဒါမျိုးကိုသူကစားတာပေါ့နော်60ကနောက်ကိုကျွန်တော်တို့ဆင်းလာတာမျိုးဒီ drop D လောက်တာမျိုးကြီးငင်းလောက်တတ်တယ်ပေါ့နော်ဆိုတော့60ထွက်လာနိုင်ကြီးရှိရလို့ထင်တယ်ဒါမှမဟုတ်လည်းကျွန်တော် Fredrickson ဖြစ်လာနိုင်တယ်လို့ကျွန်တော်ယူဆတယ်60ကလက်ရှိမှာအပြောင်းရွှေ့ train နေလဲကျွန်တော်ထွက်နေရပါတော့ဆိုတော့ဘေချမ်းမှာ Patrick Dogu နဲ့ညာချမ်းမှာ Arman Lee ကိုကျွန်တော်သုံးထားတယ်တိုက်စစ်မှာတော့ Brian Mbumoဆိုတော့ Mbumo အနေနဲ့ကတော့ပြောမှဆိုလို့ရှိရင်တော့သူဂိုးရဖို့တော့လုံနေသေးတယ်ကစားလာအရင်စုပ်ပြတ်တဲ့နေရာနေထားမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ Mbumo ကဗျာဂိုးနဲ့နီးတွေပို့ပြီးတော့အနေများနေဆိုတဲ့အနေထားမျိုးပါဆိုတော့ Ahmad ပါလာပြီဆိုတော့ Ahmad ကို Carrick အနေနဲ့အခြေအနေတစ်ခုတော့ကျွန်တော်တို့သူနေရာပေးပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့ဒီပွဲချင်းအပြေးကြီးသုံးဖို့ကတော့မဖြစ်နိုင်တော့ဘူးလို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့အခုမှ Ahmad ကကျွန်တော်တို့ pre-season စ join တာဆိုတော့ injury risk တွေရှိတယ် match fitness ကပြောရမယ်ဆိုလို့ရှိရင်ဒီကောင်နဲ့ရှိပြီးသားဆိုတော့ဒီကောင်နဲ့ကျွန်တော်တို့ဒီကမ္ဘာဖလားမှာကျွန်တော်တို့ကစားထားရမှာနော်ဆိုတော့အဲဒီကြောင့် match fitness ကအရင်လိုအပ်နေတဲ့အနေအထားမျိုးကျွန်တော်မဟုတ်ဘူးဆိုတော့ဒီကြောင့်မျိုးကျွန်တော်တို့အာမတ်ကပွဲထွက်လာနေခြင်းရှိတယ်မိနစ်တော်တော်များများနဲ့ကစားခွင့်ရနေခြင်းရှိတယ်လို့ကျွန်တော်ထင်တယ်အဲဒီကြောင့်မို့ကျွန်တော်အာမတ်ကိုထည့်ထားတယ်ဆိုတော့
ဒါကတော့ကျွန်တော်ရဲ့ပွဲထွက်လူစင်းပါဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့ expectation ထားရမယ့်အရာတွေ United ပရိသတ်တွေအတွက်ဆိုလို့ရှိရင်เนาะဒီပွဲမှာကျွန်တော်တို့ကပြောမှဆိုလို့ရှိရင်ရလက်ကတော့အရင်အရေးမကြီးဘူးပေါ့လေဒါပေမဲ့လည်းပဲကျွန်တော်တို့ဒီဖလားတစ်လုံးကျွန်တော်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကောင်တွေကဖလားတစ်လုံးနဲ့တူအောင်เนาะတူတန်တန်เนาะကစားပြဖို့တော့လိုမယ်လို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့သူ့ရဲ့တင်ကအက်တလက်တီကိုဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်ကြည့်တဲ့သူအရင်များပါလေဒီလိုနေထားမျိုးမှာကစားသမားတွေအနေနဲ့ကရေကုန်ရေခမ်းတော့ကျွန်တော်တို့ကစားမယ်ပုံစံမျိုးမှာရှိနေတယ်အဲဒီကြောင့်မလို့ကျွန်တော် injury risk ဆိုတဲ့အရာနဲ့ရှိနေတယ်တွေ့ရတဲ့တီကို physical battery တွေကောင်းကောင်းကျွန်တော်ကစားတတ်တဲ့အသင်းမျိုးကျွန်တော်ဖြစ်တယ်ဒါပေမဲ့ကိုရီလည်းကျွန်တော်တို့ဒီ physical battery ကောင်းတဲ့အထက်မှာပါပါတယ်အဲဆိုကိုရီးယား Premier League club ဖြစ်နေလို့ပေါ့နော် week in week out ဒီလိုမျိုး physical ဒီပေါ့နော်ဒီ game တွေကိုကျွန်တော်တို့ကတောက်လျှောက်ကစားလာတာဆိုတော့ဒီလိုမျိုးကျွန်တော်တီကိုနဲ့တွေ့ရတဲ့အနေထားမှာเนาะကျွန်တော်တို့ physical ready ဖြစ်မဖြစ်ဆိုတဲ့အရာကို test လုပ်မဲ့အသင်းမျိုးနဲ့ကျွန်တော်တွေ့မှာဖြစ်ပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီ Spain မှာဆိုလို့ရှိရင် Spain La Liga မှာဆိုလို့ရှိရင်เนาะ Barcelona Real Madrid တို့ပြီးလို့ရှိရင် Atletico ဆိုတာတော့ဆရာကြီးပါဒါပေမဲ့ Everest တို့ဘာလို့ဆိုပြန်လာလို့တော့မရှိသေးဘူးပေါ့နော်ဆိုတော့ဒီတော့ကြောင့်မို့ဒါကတော့နည်းနည်းလေးကန်ကောင်းသွားရလို့ကျွန်တော်ပြောအောင်ပါနော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုရီဘတ်မှာလည်းဒီ absent ဖြစ်ထားတဲ့ player တွေအများကြီးပါလက်ရှိကျွန်တော်ဖလားသွားထားတဲ့ကစားသမားတော်တော်များများလည်းပြန်မလာသေးပါဘူး Delor တို့ Bruno Fernandes တို့ Christian Kobe Mainoo တို့ Marcus Rashford တို့အများကြီးပဲကျွန်တော်ပြန်မလာသေးပါဘူးဆိုတော့ဒီတော့ကြောင့်မို့ကျွန်တော်တို့လက်ရှိထားမှာဆိုလို့ရှိရင်လည်းအသစ်ခေါ်တဲ့ကစားသမားတွေလည်းမရောက်သေးဘူးဒီတော့ကျွန်တော်တို့အသင်းကလည်းအားနေနေသေးတဲ့အနေထားမှာတော့ရှိတယ်ဒါပေမဲ့ရှေ့ကျွန်တော်တို့ဒီ Rosenborg နဲ့ပွဲ Racing နဲ့ပွဲမှာတော်တော်လေးအဆင်မပြေခဲ့ဘူးဒါပေမဲ့ Rosenborg နဲ့ပွဲမှာကျွန်တော်တို့တော်တော်လေး powerful ဖြစ်ကြောင်းကျွန်တော်ပြနိုင်ခဲ့တယ်အခုလက်ရှိကျွန်တော်တို့တီကိုနဲ့ပွဲမှာရောเนาะခြေစွမ်းသာဘယ်လိုရှိမလဲဆိုတဲ့အရာကိုကျွန်တော်အထင်သာမြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မလို့ဒီပွဲကတော်တော်လေးစောင့်ကြည့်ခြင်းစရာကောင်းတဲ့ပွဲပါည9နာရီပွဲမှာကစားမှာဖြစ်ပါတယ်ဆိုတော့စောစီးရွယ် brother တို့ AC ကြည့်လို့ရပါတယ်ဘယ်မှာကြည့်ရမလဲတော့လာမပြီးပါနဲ့ကိုယ့်အကိုရှာကြမှာကျွန်တော်ကတော့ဒီ Asian Booking မှာကျွန်တော်ကြည့်ပါတယ်ဆိုတော့လင်းလာတောင်းနေတယ်ဆိုလို့ရှိရင်ချက်ပေါက်မှာလာတောင်းပါကျွန်တော်ကြည့်လို့ရရင်လင်းကျွန်တော်တွေ့ရဆိုလို့ရှိရင်ပို့ပါမယ်ဆိုတော့ MUTV မှာဒေါ်လာနဲ့ subscribe လုပ်ပြီးကြည့်နေတယ်ဆိုလို့ရှိရင်တော့တွားကြည့်ရပါเนาะ MUTV မှာတော့ subscribe လုပ်ပြီးကြည့်လို့ရပါတယ်ကျွန်တော်ကတော့မဝဲနိုင်ပါဘူးမဝဲနေပါတယ်ဆိုတော့အဲဒါကြောင့်မို့ကြည့်နိုင်တဲ့နေရာကနေကြည့်ပါเนาะဆိုတော့ဒါတော့ဒီဘက်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ project သုံးချက်ပါဆိုတော့ brother ရဲ့အနေနဲ့ဘယ်လိုရှိကြလဲတီကိုနိုင်ပါမလား Snapdragon Fly ကို United အနေနဲ့ပထမဦးဆုံး pre-season မှာ Fly လုံးစပြီးတော့ရှုနိုင်မယ်လို့ထင်တာဘယ်လိုထင်ကြဆွေးနွေးကြပါဦးဒီရှော့အပေးညီကိုများအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါအားလုံးကျေးဇူးပါခင်ဗျာ